ကဲ Rocky Mountain အပေါ်ကနေပြီးတော့ကဒါ Estate Park လို့ခေါ်တဲ့ Rocky Mountain ရဲ့ Estate Park ပါနော်အဲ့ဒီမှာဒီဟိုက Rocky Mountain ကိုအောက်ကနေဆင်းပြီးဝင်သွားလို့လည်းရတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့နှင်းတောင်တန်းကဟိုးနောက်မှာရှိတယ်အဲ့ကိုကျွန်တော်ကားမောင်းသွားကြမယ်ခဏနေရင်နော်ခဏနေကားမောင်းသွားကြမယ်ကဲEstate Park ရဲ့တောက်တုံးရင်းနဲ့လိုက်ထားတယ်ကျွန်တော်ပဲနော်လိုက်ထားတယ်နောက်မှလည်းသွားတဲ့လူတွေကလာတဲ့လူတွေပေါ့နော်အဲ့ဒီမှာကဲကျွန်တော်ဒီနေ့ဟိုတစ်ခုရိုက်ထားတယ်ဗျာဒါပေမဲ့အဲ့ဒါကဟိုကြောင်ရှားကိုရိုက်မလို့ဆိုတာပြက်သွားတာဘာလို့ပြက်သွားလဲဆိုတော့ဟိုကားမောင်းနေဆိုတော့ကျွန်တော်လည်းအဲ့ဒါဟိုဘေးတွေရောက်ကုန်တယ်နော်အဲ့ဒီမှာဒီဟိုချင်းတောင်တော့တတိရတယ်မှာချင်းတောင်ကဆရာတော့မှဟိုတချင်းဆိုခိုင်းရမလို့ဖြစ်ဟိုမှာကြည့်လိုက်ရမှာနော်ကျွန်တော်တို့ဒီထင်းဦးပင်နေနဲ့ကျွန်တော်ကဲမှာထင်းဦးတောင်တန်းနေတယ်နော်ဒီမှာထင်းရှူတောင်တန်းနေအောက်မှာဟိုးဘက်မှာဆိုလို့ရှိရင်အောက်မှာဒီကျွန်တော်တို့ဟို American ဌာနေပေါ့နော် Red Indian နေတဲ့နေရာတွေရှိတယ်နော်ဒီထဲမှာနော်ကျွန်တော်တငယ်ချင်းတွေကလည်းပဲနော်ဓာတ်ပုံတွေပါလေရိုက်ကြတယ်အားလုံးမိတ်ဆွေတွေစုံနေဘာလို့ဆိုဒီနေရာကိုဘာကြောင့်လာကြလဲဆိုရင်ဒီမင်းတပ်ကချင်းတောင်တန်းကိုတတိယလို့နော်ခါမှအဲ့တော့ချင်းဆရာလမ်းလျှောက်လာတယ်ချင်းဆရာလမ်းလျှောက်လာတယ်နော်အားလုံးဒီမှာအကုန်လုံးနော်သူတို့လာလေတဲ့လူရတပုံကြီးဗျနော်ဟိုမှာ तू ကဟိုနာကဝစ်စုံလားမသိဘူးဒါပေမဲ့အဲ့တော့ ready နေနေဝစ်စုံဒီဘက်လိုက်ပါအောင်ဆရာရဲ့ဒီမှာနော်ဝစ်စုံနဲ့နော်မင်းတပ်ကိုတတိတရနော်ရိုက်ထားတာနော်နော်မင်းတပ်သားကွာလေဟုတ်ပြီဒီမှာနော်ကုံလုံးသူတို့ကဒီမင်းတပ်ကိုမင်းတပ်သားတွေအကုန်လုံးမင်းတပ်ကိုထောက်ပံ့ကူညီနေတဲ့ပုဂ္ဂိုလ်လေးကြီးပဲနော်ဒါဒီကိုဘာကြောင့်လာပြလဲနော်တို့တောင်တန်းမှာချင်းပြည်မှာမြင်းတပ်မှာအသေးပုံလို့ခေါ်တဲ့နော်အသေးပုံရေကန်ကြီးရှိတယ်နော်အဲ့ဒီရေကန်ကြီးကအခုအသေးကွဲနေတယ်မြင်းတပ်မှာအသေးကွဲနေတယ်နော်အဲ့ဒါတွေကိုအတရားတတိတရလာရောက်ပြီးတော့ကျွန်တော်တို့နော်ပေးနော်ကျွန်တော်တို့ချင်းပြည်သူလူထုတွေချင်းအဖွဲ့တွေအစည်းအကုန်လုံးနော်စီလုံးညီညွတ်ကြပါကျွန်တော်တို့ရဲ့နော်မင်းတောင်တန်းကြီးကိုမင်းတက်ကြီးကိုအဲ့လိုဖြစ်အောင်လို့ကျွန်တော်တို့တစ်ချိန်ကြာရင်ကျွန်တော်တို့ပြန်လဲထူထောင်ဖို့အများကြီးလိုအပ်ပါတယ်နော်ကျွန်တော်တို့လုပ်ကြတာပေါ့နော်ဒီမှာနော်အဲ့တော့ဘယ်လိုခေါ်မလဲအင်မတန်လှတဲ့တောင်တန်းကြီးတွေနဲ့နော်ဒါဟိုမင်းတက်ကံပက်လက်ဝီတိုရီကနော်တောင်ကြီးကိုတတိတောင်မှာရသွားပြီရကျွန်တော်တို့မရောက်ဘူးဒါပေမဲ့တို့မင်းတက်တာလေးဆိုတာရောက်ဘူးတာပေါ့နော်တို့ပဲရှိတယ်ကျွန်တော်လူတွေပေါ့နော်အားလုံးရေခဲတောင်ကြီးကိုလည်းရိုက်တယ်ကျွန်တော်မျက်နှာကြီးကိုရိုက်ရင်လည်းတိတ်ရောမလှလို့မရိုက်ဘူးကျွန်တော်နောက်မှလည်းနော်ဒီမြေတောင်တန်းကြီးပေါ့နော်ကျွန်တော်အရှိတဲ့တိုင်းသွားမြေတောင်တန်းကြီးနော်အဲ့မှာငကလေးတွေကျွန်တော်ဒီမှာနော်ကြည့်ပြီးတော့နော်ဘာလို့သတိရလဲကိုယ်နိုင်ငံများနော်ဒီလိုများဖြစ်ရင်ဘယ်လောက်ကောင်းမလဲဒီလိုများကိုယ်နိုင်ငံရနော်ငြိမ်းချမ်းလွတ်လပ်တိုင်းသားညီကိုတွေအားလုံးစီစီယုံယုံနဲ့နော်ပြည်တော်စုကြီးဖြစ်ရင်ဘယ်လောက်များကောင်းလိုက်မလဲဒါကျွန်တော်ရဲ့အတွေးပါနော်ဒီလိုပဲတွေးမိမှာပါအဲ့တော့နိုင်ငံရေးကပြောမယ်လူမှုရေးကပြောမယ်စီးပွားရေးကပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဟာအင်မတန်မှနော်ဒီဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်နော်ဦးနုခေတ်ကလည်းတိုးတက်ခဲ့ပါတယ်နော်အဲ့တော့အဲ့ဒီမှာဗျာကိုယ့်ရဲ့စီးပွားရေးနိုင်ငံရေးလူမှုရေးတွေပေါ့နော်ကျွန်တော်တို့အောက်တန်းနောက်တန်းကြတယ်နော်ဘာပဲပြောပါလီမန်ဒီမိုကရေစီမှာစနစ်မှာတော့လည်းပဲနော်တော်တော်လေးနော်ဗြိတိရှလုတ်ပေးထားခဲ့တဲ့နော်ဒီစက်ရုံအလုပ်ရုံလေးနဲ့ကျွန်တော်နိုင်ငံကကြီးပွားခဲ့ပါတယ်နော်ဒါပေမဲ့နော်ဥစ္စာကဘုံနေဝင်းအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျွန်တော်နိုင်ငံအဆင်းရဲဆုံးနိုင်ငံဖြစ်ပါတယ်ဘာလို့ဆိုရင်အာဏာရှင်စနစ်ကြောင့်ဗျနော်ရှင်းလေးအာဏာရှင်စနစ်ကြောင့်နော်အဲ့ဒေါ်စုကပြန်လို့
နော်လွတ်တော့နော်အဲကျွန်တော်နိုင်ငံမှာဟလားအဲ့တော့ဆက်ပြောရမယ်ဆိုရင်တော့မင်းအောင်လိုက်အာဏာသိမ်းနေပေါ့ဥရုလက်ထက်တုန်းကလည်းပဲနော်တော်တော်လေးကောင်းမွန်နေတဲ့နိုင်ငံကိုနေဝင်အာဏာသိမ်းဒါခင်ဗျားတို့လည်းအကုန်လုံးသိအဲ့တော့လည်းတခါတည်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဘန်ဝါဒလုတ်ပြီးတော့တိုင်းပြည်ဘာမှဖြစ်မလားဆင်းရဲဆုံးနိုင်ငံဖြစ်သွားနော်တခါဒါဒေါအောင်ဆန်းစုကြည်တို့ငါတို့ဒီမိုကရေစီလေးနည်းနည်းလေးစရုံရှိသေးတယ်နော်ဟာမင်းအောင်လိုင်ကအာဏာသိမ်းတယ်ခင်ကြီးတို့ကြံ့ဖွတ်တို့နော်ဟိုမဘာသာနော်မနာလို့လားဒါမှမဟုတ်လို့ရှိချင်းဟိုပြောတော့တိုင်းပြည်ကမဲလိန်နေတို့မွတ်စလင်နိုင်ငံဖြစ်တော့မဲတို့အမျိုးဘာသာတာနာပျောက်တော့မဲတို့အမျိုးမျိုးလျှောက်ပြောတာအဲတကယ်ဟုတ်ရလားနော်မျိုးဘာသာပြောဖြစ်အောင်လုပ်နေသူတို့ပဲအဲ့ဒီမှာကျွန်တော်ခဏပြောဘူးမသိကိုမသိတွေပေါ့နော်ဟာဘူးမသိကိုမသိဆိုတော့ကျွန်တော်ထားကြောင်ပြောတာမဟုတ်ဘူးနော်ဟိုကိုယ်တိုင်းပြည်ကဘာလဲဆိုတော့မသိကိုယ်တိုင်းပြည်တိုးတက်ဆိုတော့ဘာမှမသိဘူးငါတို့စစ်တပ်နိုင်ရမယ်နော်ငါတို့စစ်တပ်ကဟိုတိုင်းပြည်အုပ်ချုပ်ရမယ်နော်ဗုဒ္ဓဘာသာဖြစ်ရမယ်ဟိုဘဝစကားပြောရမယ်ဗမာလူမျိုးစပြီးလူမျိုးကြီးဝါဒတွေနဲ့အများကြီးလုပ်ပြီးတော့နော်နိုင်ငံကိုဖျက်ဆီးကြကြီးစားတူများနိုင်ငံတွေမှာနော်ဒီလိုလို့ဆိုရင်အမေရိကန်နိုင်ငံကြီးကငါတို့မမီတော့တဲ့နိုင်ငံကြီးလားမဟုတ်ပါဘူးနော်ငါတို့တွေကတကယ်အလုပ်ကြိုးစားရင်နော်ကမ္ဘာနိုင်ငံတွေကိုလည်းဖိနိုင်ပါတယ်ဒါပေမဲ့ငါတို့ကဘာပြဿနာဖြစ်လဲညီညွတ်မရှိနော်အခုတက်ထဲမှာရှိနေတဲ့ကလေးတွေကိုကျွန်တော်ထပ်ပြောတာနော်မင်းတို့ကြည်စမ်းတင်မှာနော်သူများတွေနော်ပျော်ပျော်ရှင်နေကြနော်သူများတွေဟိုတိုးတက်ကြဖွံ့ဖြိုးကြအဲ့ဒီအချိန်မှာမင်းတို့ကနော်ဒီစီထဲမှာရှိတဲ့ကောင်လေးကိုကျွန်တော်တေချာပြောတာနော်သူတို့ကဘာပြောလဲသိလားငါတို့နိုင်ရမယ်တဲ့ဟိုဘာကြောင့်နိုင်နေတာလဲမင်းတို့လဲသူလည်းတနက်ကင်ထားတယ်ငါလည်းတနက်ကင်ထားတယ်တိုင်ငါတို့ကနိုင်အောင်တိုက်မယ်ဆိုတော့ဒါနိုင်ငံရေးတော့ကောင်မဟုတ်ဘူးနော်ဒါဟိုလူမိုက်ကလေးတွေဟိုဘာလဲရန်ကားတဲ့အလုပ်မျိုးလောက်ပဲရှိတယ်နော်အဲ့ဒါကိုကျွန်တော်ပြောပြနော်ဒါကြောင့်မလို့ဒီဥစ္စာဒီအတွေးခေါ်လေးကိုဖြတ်ကြဖို့ကျွန်တော်တို့လိုအပ်တယ်လို့ဆိုလိုတယ်တောင်းကရေကန်ကိုဆက်ချင်းဆင်းပြီးတော့ကျွန်တော်အဲ့မှာစကားတစ်ခုပဲပြောမှာနော်နည်းနည်းလေးပြောချင်သေးတယ်ကျဲနောက်ထပ်တနေရာကိုရောက်လာပါပြီနော်အဲ့တော့ရေကန်ကြီးနဲ့ဒီဘက်ကနော်တဒန်မြရေကန်တော့မဟုတ်ဘူးသူကဒီတောင်ပေါ်ကကျလာတဲ့ဒီကိုလိုရာဒိုမြစ်ကဥစ္စာကိုတင်လုပ်ပြီးတော့သူတို့ကဒီမှာဥစ္စာလုပ်ကြတယ်ဟိုရေအားလက်စစ်ပေးကြတယ်ဟောကဲကြည့်စမ်းလက်စစ်ဟောရတဲ့အနေနဲ့ထုတ်ကြတယ်နော်ကျတို့နိုင်ငံမှာမီးမောင်းပြီးတော့နော်ဘာမှမရှိနော်အဲ့လိုဟာမျိုးဖြစ်နေတယ်နော်အဲ့တော့ဟိုမှာဟိုငန်းလေးဘဲငန်းလေးရမ်းသူအစာကျွေးတော့မှလာပြီးတော့မှနော်လွတ်လပ်တယ်တော့ကြတော့ဟိုဗမာပြည်မှာတော့ကြအဲ့ဒါဟိုဟင်းချက်သားနေဦးမယ်နော်အဲ့လိုဟာမျိုးတွေကဒါမို့ကျွန်တော်နိုင်ငံကနော်လူတွေနားလဲဖို့လိုအပ်နေပြီနောက်ပြီးတော့ဒီတော်လိုင်းမှာလုံနေတဲ့လူငယ်လေးတွေကိုဗာသိစေချင်လဲဆိုရင်မင်းတို့အနာဂတ်မပြောက်ဘူးမင်းတို့ကအနာဂတ်ရှိနော်အဲ့ဒီအနာဂတ်ကိုငါတို့ကဒီဒါတွေကိုလိုက်ပြတယ်ဆိုတာကအနာဂတ်မှာနော်အနာဂတ်အတွက်ငါတို့ပြန်ပြီးတော့လုပ်ကြမယ်ဆိုတဲ့ဟာကိုငါတို့ကပြောကြတာနော်အဲ့တော့ဒီလိုပဲပေါ့ကွာဒီဟိုNUG တို့ဘာလို့လဲပဲနော်ကျွန်တော်ကဒီဥစ္စာကိုတင်ပေးနေတယ်ဟာမင်းအပျော်လျှောက်ပြောတင်နေတာအဲ့လိုမဟုတ်ဘူးနော်နိုင်ငံရေးရွယ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုရင်ငါတို့နိုင်ငံကို policy တစ်ခုနဲ့ပြန်တဲ့ထူထောင်တဲ့ခါကျရင်ဘယ်လို policy မျိုးတွေနဲ့ထူထောင်အောင်မလဲဘယ်လိုစနစ်မျိုးတွေနဲ့ထူထောင်အောင်မလဲပြီးရင်ဘယ်လိုမျိုးဟာလူခွင့်ရေးလွတ်လပ်ခွင့်ဒီမိုကရေစီရေးနော်အဲ့ဒါတွေအားလုံးငါတို့ဘယ်လိုလုပ်ကြမလဲဆိုတာကိုနော်မြင်သာထင်သာအောင်လို့ကျွန်တော်လိုက်ပြနေတာနော်အဲ့တော့မြင်သာထင်သာအောင်လိုက်ပြနေတဲ့အတွက်နော်ဟိုတချို့ဝေဖန်သူတွေကပြောကြတယ်မင်းအားတဲ့ဟိုအပြောလိုက်လို့နေတာဘယ်ပြောလိုက်လို့ရလဲဗျာမောင်းရတဲ့အခါနော်ဒီတောင်ပေါ်ရောက်ဖို့တက်ကိုနော်အေးတယ်ဒီမှာတောင်ပေါ်ဆိုတော့နှင်းရတဲ့ပေါ်မှာရှိတယ်ဟောနှင်းတွေကကြာနေတယ်အေးတာကတော့ဒါအေးတယ်သို့တော်လည်းပဲနော်ကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်လာတယ်လှုပ်ပြေးတယ်နော်အားလုံးပြောပြတာပါနော်ဟိုဒီလိုပဲအားလုံးကိုကျေးဇူးတင်ပါတယ်မြေတန်းတူပါနော်ဒီမှာအခုရေခဲနေကျွန်တော်ဗီဒီယိုတွေလည်းမျှဝေပေးကြပါနော်လိုက်လွင့်ကြည့်ကြပါနော်ကျွန်တော်လည်းအားပေးကြပါအားလုံးလေးစားပါတယ်ကျေးဇူးလည်းတင်ပါတယ်